Sonero que Calezo Achina tine sugate Nyamali ikwe Iparo likwe La Eche Bolivo Dirishin Karolai no China re kunalo nama Mutiari mishito Namari Chinchinana Chichinyane Kalile Lucia Sone Kaledo China tine sugate Nyamali ikwe Ikparo likwe ကျွန်တော်ညီမလေးအိမ်လေးသူလုံးလိုက်ဖိုက်ဆောင်ပါဆိုကျွန်တော်တို့ကဘူလေးပါလို့ပေါ့ဗျာ။အော်ကိုသားစစ်လို့မရတော့ညီမလေးချစ်ချလိုက်တာ။ကျွန်တော်တို့ညီကိုလေးမှာဒီညီမလေးတက်ဝင်ရှိတာလေ။ဒါကြောင့်သူ့ချစ်နေရတော့ဗျာ။ဟုတ်ပါပြီ။အဲ့ဒါကိုသားစစ်ညီမသွားလာတော့နော်။ဟုတ်ကဲ့ပါ။စင်ပြလား။ဟုတ်ရပါတယ်ကိုသားစစ်ရပါတယ်သွားလိုက်မယ်နော်။ဟုတ်ကဲ့ပါ။ဟာ呀，不是啊，发现了，给你那个，好的嘞呀，他说你给他，他说这个，昨天晚上忙不？好怎么样啊？ဒီမှာညို့အာစီကွယ်ရခင်မျိုးနိုင်နဲ့သားစင်းနဲ့ဘာတွေဖြစ်နေလဲဆိုတာအာစီမသိဘူးသားစင်းနဲ့ခင်မျိုးနိုင်နဲ့အဲ့ဒီအချိန်တွေထိရောက်နေဖက်မင်းတို့ပြောတော့ငါဘယ်တော့မှမရှုံခဲ့ဘူးအခုတော့မင်းတို့ပြောတာတိတ်ကိုသေးချာနေဖက်ငါလက်ထရရင်လူသွားတဲ့အဲ့ဒီကောင်ကိုမင်းတို့တွေရှင်းစရာမလိုမင်းတို့ရဲ့ဆရာငါရှိငါကိုလည်းရှင်းတယ်စိတ်ချသွားပါဗျာဒီနဲ့တောင်းချွေးဆိုတော့ဒီလမ်းနဲ့သေချာပေါက်လာပါဗျာဟဲ့သေချာလားဟဲ့အဲ့ဒီတော့ဒီကောင်လာမဲ့လမ်းရင်စောက်ငါကိုယ်တိုင်နှိပ်ဆက်ပြဒီကောင်တော့စောက်ကြည့်တာရှင်းဦးနည်းနည်းတော့ကြွပါဦးငါရဒီလိုနဲ့ငါဘယ်လောက်ထိချစ်တယ်ဆိုဒီတော့ပေါ့ငါ့ကိုငါလက်ထဲရရင်ခင်လို့နဲ့လူသွားကျွန်တော်မလို့ပါဘူးဗျာကျွန်တော်မလို့ပါဘူးမင်းကခြေတလက်တော်ခင်လို့နဲ့ကြိုက်မှာပေါ့အဲ့ဒီတော့မင်းရဲ့ခြေထောက်ကိုငါရိုက်ချိုးပြမယ်ဟဲ့အောင်လေခြေထောက်ကြိုက်တာပြောနေရကြတယ်မလို့မလို့ငါစုံစမ်းထားမှဆိုရင်ဒါညီမလေးတို့တိုက်ပြီဝမ်းတာလိုက်ကညီမလေးအရှင်တို့ဟေးအကူလေးပါလားညီမလေးကိုလေးလေညီမလေးရှင်မလာပြောလားရှင်မားတယ်ဒီမှာကျမကို2ယောက်စလုံးရှင်မဲသေးရွှေတော့ပါကျင်းပြီးတော့သေသွားပြီပါလေးဟာသူ့ကိုသူ့အကိုလေးလို့မသိစေချင်ဟုတ်တယ်ငါသူ့ကိုလို့ပြောလို့မဖြစ်ဘူးဟုတ်တယ်ငါသူ့ကိုလို့ပြောလို့မဖြစ်ဘူးကျွန်တော်သူ့ကိုမဟုတ်ပါဘူးဗျာကျွန်တော်ထမင်းမစားတာ3-4ရက်လောက်ရှိပြီကျွန်တော်ဘိုက်တည်းရန်စားနဲ့ရက်ကွက်တဲ့စုံစမ်းလိုက်တော့တတိမလေးတပြည့်တော့သဘောကောင်းတယ်ဆိုလို့ကျွန်တော်လာခဲ့ရပါရှင်ရလဲရှင်ကိုဘာသာကိုဒီနေ့စားကျမနာမည်လွဲ3စောလက်အမလေးနားစားရှင်တယ်မီရ
ပါ ကျေးဇူးတင်ပါတယ်ဗျာကျေးဇူးတင်ပါ မလေးကျေးဇူးနဲ့စွတ်တင်နေနဲ့ဒီမှာရှင့်ကိုအဲ့ဒီဓမီတုတ်ချူလိုက်လို့ကျမတို့အိမ်မှာချစ်စနိုးနဲ့မွေးထားတဲ့ခွေးလေးပါဒီနေ့ဓမီတစ်နဲ့ငတ်သွားပြီရှင့် ဆရာစုဒီထမင်းတို့ကတတိမလေးမတက်မြတ်နေလို့အိမ်ကခွေးချွေးတဲ့ထမင်းတို့ပေါ့နော် အဲ့လေရှင်ကခွေးစားဆိုပြီးထင်သေးတာလားထင်မသိနဲ့အဲ့ဒီဆန်ကလေနိုင်ငံခြားကလာတဲ့ ready made ဆန်ကိုချက်ထားတာအဲ့ဒီလေစားဘူးမထင်ပါဘူးရှင်သမီးတို့ရတယ်ဟာရှင်ခဏနေဦးရဒီမှာရှင့်အတွက်ခွတ် ကျွန်တော်အဲ့ကိုကျွန်တော်ဘာလို့ ဟာရှင်လည်းတုံးလိုက်တာရှင်ခွတ်ပေးမှာတော့ရှင့်တန်းစားဖို့ပေါ့ ကျွန်တော်တောင်းစားဟဲ့ အော်ရှင်ကဒီကောက်တင်သေးရလားတင်မသေးနဲ့နော်ဒါကျမတို့အိမ်မှာအိမ်သာဆေးတယ်ရှင်တောင်းစားမယ်ဆိုတော့ရှင်ကောင်းကောင်းတော့စုတက်တယ်မဟုတ်ဘူး ကျွန်တော်ညီမလေးကိုကျွန်တော်နေတိုင်းစုံတိတ်နေကြတဲ့ချင်းကျွန်တော်ရပါတယ် နေဒီမှာရှင့်ရဲ့မကောင်းတဲ့ဆွေမျိုးတွေအကြောင်းဒီအိမ်မှာလာမပြောနဲ့ကျက်စီရှက်ရသွားလို့ရတယ်သွားတော့ ကိုလေးကိုညီမလေးတောင်းစားခိုင်းတယ်ညီမလေးချင်တဲ့ဆိုရင်ကိုလေးတောင်းစားပါမယ်ညီမလေးကိုလေးတောင်းစားပါရှင်နာလေးကိုလည်းလောလာပါဘုံတရားလေးမရှိခဲ့ဘူးညီမလေးရဲ့ချင်နာနာချစ်များတဲ့ဆရာဇုနေတော့ပဲကလေးတို့လေးအချင်နာတဲ့ဆိုကလေးညီမလေးအိတ်ခွဲအိတ်ပါတော့ဒီပဲမာလေးရဲ့ချစ်ချင်တာလားချစ်ချင်များတဲ့ကလေးလေးတွေမစိုးနေတော့ပဲကလေးတို့လေးရဲ့အကျဉ်းတော်တင်းနေဆိုပါသေးညီမလေးအိတ်ဝင်အိတ်ပါတော့ဝဲအတန်ကောင်းလိုက်တာတကောင်းသားကြီးဆက်ဆိုပြပါဘာလို့ဒီလိုအလုပ်တွေလုပ်နေတာလဲညီလေးရလဲဘာလို့ဒီလိုတောင်းစားနေရတာလဲဘာလဲဒီအကိုကြီးလူမနေတယ်လို့ပြောအောင်မလို့လောကမှာလူမရှားနာမည်လူမရှားဆိုတဲ့စကားလုံးရှိအကိုကြီးသိဒါပေမဲ့ဒီမလေးကိုညာတိုင်းစုံပြနေတဲ့ဒီသချင်းဟာလူမစီအကြောင်းမရှိပါဘူးညီလေးဘာလို့ညီလေးတောင်းစားနေရတာလဲညီလေးကိုမတီးအောင်ဆဲဝခိုးစင်ငယ်မျိုးတို့ကျွန်တော်တောင်းပါကျွန်တော်ညီမလေးနဲ့ရဲတွေ့ကျွန်တော်ညီမလေးနဲ့တွေ့ရတယ်ညီမလေးနဲ့တွေ့ရတယ်ညီမလေးနဲ့တွေ့တော့ညီလေးကိုညီမလေးနွေးနွေးထိုးတဲ့ကြိုတယ်မို့လားညီလေးဟ
ညီမလေးကသူကိုနေအောင်လို့ရမဲလေးရှိတော့မသွင်းပြီးလို့တိတ်ပြီးတယ်ဗျာဒီစက်တဲ့ညီမလေးကကျွန်တော်သူကိုလေးမသိသေးဘူးကျွန်တော်ပါရကျွန်တော်ဘာရဲစားလို့လာခဲ့သူတို့အိမ်မှာကိုယ်ကျွေးတဲ့မင်းတို့ကျွန်တော်ကိုကျွေးလိုက်တယ်ဗျာညီမလေးကဒီလေးကမင်းစားရဲလို့ပြောတာတဲ့သူတို့အိမ်မှာခွေးကျွေးတဲ့ခွေးစားမရိုက်လိုက်တာတမန်တို့ရဲ့ကျွန်တော်ပြန်မလို့တော့ကျွန်တော်တောင်းစားဖို့တဲ့သူတို့အိမ်မှာအိမ်သားတွေကိုကျွန်တော်ပေးလိုက်တယ်ညီမလေးရရတဲ့ကိုဒီလေးရဲ့ကျွန်တော်မသူ့ချစ်လိုက်ရတာဗျာသူတောင်းစားခိုင်းနိုင်မင်းဘာလို့တောင်းစားတာလဲဒီလေးကအကိုကြီးမှခြေတော်တစ်ဖက်လက်တစ်ဖက်တမ်းပါသေးတယ်ဒီလေးကဒီလေးကိုကိုကြီးရောက်တဲ့မှာရေထဲကျွေးမယ်ဒီလေးရဲ့အဲ့လိုတော့မလုပ်ပါနဲ့ဒီလေးကကျွန်တော်နောက်ဆုံးနေနဲ့ယတိတဲ့ချင်းတစ်ခေါက်လို့ဆိုပြဒီလေးစိတ်ချမ်းသာပြီးတော့ဒီလေးကညီမလေးရဲ့ချစ်ချင်တာလားချစ်ချင်ရနဲ့တမီးလေးတို့ချစ်ရတမျိုးဒီလေးဆိုနေရခွဲကလေးအချင်တာတဲ့နဲ့ဆိုကသည်ညီမလေးအိတ်ခွဲအိတ်ပါတော့လေခွဲမှာဘုတရားရရှိနေမြမလေးရဲ့ချစ်ချင်တာချစ်ချင်များကလေးလေးမစိုးနဲ့တော့ကွယ်ကလေးလေးအချင်နာတင်းနဲ့ဆိုကတဲ့မြမလေးကွယ်ဟိပါလို့လီကွယ်ခမရကိုတွေ့ကြလို့တုတ်လာခဲ့တိုက်ရှိကိုခဏကြွခဲ့ပါတိုက်ရှိမှာစူးညလေငါနာမည်ခေါ်တာဘယ်အကောင်လဲ ငါပဲဟာကိုကြီးမလေးစီလာတယ်နိမစက်ကငါ့ကိုအကိုကြီးလို့မခေါ်နိမစက်ကငါ့ကိုအကိုကြီးလို့ခေါ်တဲ့အတန်ကြားရတာငါချီတဲ့လုံးခွဲကြိုက်တာနဲ့နားလေခိုင်းမအောင်ကိုကြီးဒီမှာတော်တက်မြန်ခမရအိမ်ကိုကျုပ်ထိုင်မို့လာတာညီမလေးပညာတတ်ကြီးဖြစ်သွားပြီပညာတက်သွားလို့ချမ်းသာလာအကိုလေးကိုအိမ်ဦးခန်းမှာထားပြီးအကိုကြီးကိုဖျားစီပေါ်မှာတင်ထားပါမယ်ဆိုလို့ငါထိုင်မဲ့ဖျားစီမခိုင်ခိုင်လာကြည့်တာအကိုလေးပိုက်စာလို့ပါကျေးဇူးရှင်အကိုလေးကိုကျွေးလိုက်တဲ့ထမင်းကခွေးစားရပါတယ်တော်တဲ့မြန်တို့ရဲ့တကယ်တော့ကျွန်တော်တို့ညီကိုနှစ်ယောက်ရဲ့ဘဝကျုပ်ကညမ်းဝကျုံညီလေးကညမ်းချီတဲ့ကြိုးပါလောကမှာဖျားပဲတဲတဲတိုက်ပဲဆောက်ဆောက်ဒီညမ်းမပါရင်မပြီးပါကျုပ်ရဲ့ဘဝညမ်းဝလေးထောင်ပြီးမှကျုံညီလေးရဲ့ဘဝညမ်းချီတဲ့ကြိုးလေးနဲ့တယူတရတုံးပြီးဖျားတွေတိုက်တယ်အပြီးတက်အောင်လုပ်ရဖျားတွေတိုက်တယ်ပြီးပြီဆိုတော့ဒီညမ်းကိုဖျက်ချကြတာအဲ့ဒီအချိန်ကျတော့တယူတရတုတ်ထားတဲ့ဒီညမ်းကြိုးကိုဘယ်တော့မှတယူတရပြန်မဖြေပါဘူးဒါနဲ့တောက်ဆင်းပြီးအမိုက်လဲပြီးအမိုက်ပုံးနဲ့ထည့်ပြလိုက်ကြတယ်အခုလည်းဒီကငါးကြီးလေးရဲ့ဘဝကို
အမိုက်ပုံးနဲ့ထည့်ပြလိုက်ခုကကြီးတဲ့အိမ်မှာဘုံဘုံလဲနေအဲ့ဒါနေကြောင်တပြတ်တော့ ကိုလေးနေမကောင်းဘူးဟုတ်လားကို ဟုတ်တယ်ငါကြီးလေးအဲ့ရတဲ့လဲသွားတာနေကြောင် ကိုကြီးအမေဒီမလေးပါဒီမလေးလေဒီမလေးကိုလေးကိုတောင်းပန်ပြစေကိုကြီးဒီမလေးလောက်ခဲ့တဲ့အဖြစ်နဲ့ကိုလေးကိုဝေချတောင်းပန်ပြစေတော့ကိုကြီးတော့မလေးလိုက်ခဲ့မယ်နော် ဒီမလေးတကယ်ပြောနေတာ ပြောတာပေါ့ကိုကြီး ညီလေးဒီတကယ်လိုက်မှာနော် ခဲလိုက်ပါပေါ့ကိုကြီး အဲ့ဆိုညီလေးလည်းဝင်းတာမှာပဲအဲ့ဆိုရင်ညီလေးဒီကိုအမြန်သွားအောင်ညီမလေး ဟဲ့ကိုကြီးလာပါကိုကြီး ဘာစီသွားဝယ်လားညီလေး သိချင်ဟောဒီနဲ့ဘာဆေးရောဘယ်ပတ်သက်ရှိနေလဲ ဟောညီလေးကလည်းအခုအကိုကြီးဝယ်လာတဲ့အာစီကပတ်ဆက်နဲ့ဝယ်လာတာမဟုတ်ဘူးညီလေးကဟိုအကိုကြီးရဲ့နှလုံးသားနဲ့ဝယ်လာတယ်ညီလေးနာမှာအာစီရောက်နေညီလေးမျိုးလုံးလေးဖွင့်ပြီးကြည့်လိုက်ပါဦးညီလေးရဲ့ ကိုလေးဒီမလေးရောက်လာပြီကိုလေးပြမဒီမလေးပြန်ရောက်နေပြီကိုလေးရဲ့ကိုလေးဒီမလေးကိုမုန်းသွားပြီလားယဒီမလေးမမုန်းပါနဲ့ကိုလေးရဲ့ဒီမလေးလေကိုလေးပေါ်မှာကာယကံဝစီကံမနှောကံနဲ့ပြမမိတာတွေအားလုံးဒီမလေးတောင်းပန်ပါလေကိုလေးရဲ့နော် ကိုလေးကိုရီးယားကနေဘာလို့မြဲခုလိုပြီးတော့ ဒီမော်ရီလိုက်မလေးရောက်လာပေါ့ကိုလေးရဲ့မလေးကိုခုလိုတဲ့ဆိုရင်မလေးကျင်းနေလာပါပြီအဲ့ဆိုရင်မလေးကိုခုလိုတဲ့ဆိုရင်လေဒီမလေးကိုအရင်တော့စူပြနေကြတဲ့ချင်းလေးမလေးကိုစူပြပါလားဒီမလေးနံပါတ်10လာကြပြီကိုလေးရဲ့နော်ရောက်လေကိုလေး ကိုရီးယားရမောလေ မောနေတယ်တဲ့ညီမ ကို လေး လေးမောနေကိုလေးမောနေကိုလေးမစိုးနဲ့လေဒီတစ်ချင်းလေးကိုဒီမလေးစူပြမှာပေါ့ကိုလေးကိုလေးနားထောင်မယ်မလိုက်ရင်ကိုလေး ဒီတချင်းကိုညီမလေးလည်းရတယ်လေညီလေးရဲ့အဲ့တော့ညီမလေးစူပြတာကိုညီလေးကနားထောင်လိုက်နော်ညီလေးနော် နားထောင်မယ်မလိုက်ရင်ကိုလေးနားထောင်နော် ကိုယ်လုံးများမှာအပေါ်တရားလေးမရှိရတော့ဘူးမာရီချင်ရတော့ချစ်ချင်ရနေဒီလေးလုံးချစ်ရတာတမျိုးမစိုးနေတော့ဝေးကလေးစုလေးချစ်တာဒီလေးဆိုတဲ့ဒီမာလေးကိုအိပ်ပါလို့တွေ့ ကိုယ်လုံးမှာအမုန်းတရားလေးမရှိတော့ဘူးညီမလေးဒီနေ့နာနာချစ်ချင်ရတဲ့ကလေးလေးလို့ချင်ရတာတမျိုး